အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ The Night Shift Channel ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့အကြောင်းအရာနှစ်ခုပြောပြမယ်ပေါ့နော်အကြောင်းအရာနှစ်ခုပြောပြမယ်ဘာတွေလဲဆိုတော့ပထမဆုံးကျွန်တော်အခုပြောပြမယ်အကြောင်းအရာကတော့ဒီဗီဒီယိုကောင်းစင်မှာပေးထားတဲ့အတိုင်းပဲဒါကျွန်တော်ဘဝမှာကျွန်တော်ငယ်ဘဝမှာတောင်ပွေမှာနေခဲ့တဲ့အချိန်တော့ကြုံခဲ့ရတဲ့တကယ်ဖုတ်ဝင်တဲ့အကြောင်းပေါ့နော်အဲ့ဒါကိုပြောပြမယ်ဆိုတော့အဲ့ဒါကဘယ်တော့လောက်ကဖြစ်တာလဲဆိုတော့ဟိုလွန်ခဲ့တဲ့15နှစ်16နှစ်ပတ်ချာလဲလောက်ဖြစ်မယ်အဲ့ထက်လည်းနည်းနည်းနောက်ကျရင်နောက်ကျမယ်ပေါ့နော်ကျွန်တော်ဒီချောင်းမမှတ်မိတော့ဘူးဒါပေမဲ့အခုကျွန်တော်ပြောပြမယ်အကြောင်းအရာတွေမှာကျွန်တော်တောင်ပွေလို့ပဲသုံးမယ်ပေါ့နော်လမ်းတွေတိုက်တွေကျွန်တော်တိကျမပြောတော့ဘာကြောင့်လဲဆိုတော့လက်ရှိနေတဲ့လူတွေလက်ရှိနေမဲ့ပတ်ဝန်းကျင်တွေအတွက်မကောင်းတာမျိုးဖြစ်သွားမှာဆိုလို့ပေါ့နော်ဆိုတော့အဲ့ဒီဇလန်ဘယ်လိုစဖြစ်တာလဲဆိုတော့တောင်ပွေကတိုက်တစ်တိုက်ပေါ့ဗျာအဲ့ဒီတိုက်မှာကျွန်တော်တို့နေတယ်ကျွန်တော်တို့ရဲ့အခန်းကဟိုးထိတ်ဆုံးမှာ6လမှာဆိုတော့ထိတ်ဆုံးဟိုအမြင့်တက်ရတယ်ပေါ့နော်အမြင့်တက်ရတယ်အဲ့ဒီပြင်မှာတိုက်ကဟိုခုနောက်ပိုင်းဒီဘက်ခစ်တွေမှာစောက်တဲ့တိုက်တွေလို့မဟုတ်ပဲနဲ့အရင်ကတိုက်ဟောင်းနေဆိုတော့လှေကားတွေကဒီဘက်ခက်အခုနောက်ပိုင်းဆောက်တဲ့တိုက်တွေလိုမျိုးလှေကားနဲ့လေးနဲ့ဒီလိုမျိုးခွေပြီးတက်ကြတာမျိုးမဟုတ်ပဲနဲ့လှေကားတစ်ထက်နဲ့တစ်လွှာနဲ့တစ်လွှာတစ်ထက်နဲ့တစ်ထက်ကိုဒီလိုဓာတ်တက်တဲ့လှေကားကြီးရှည်ကြီးလှေကတစ်တွေအများကြီးနဲ့ဒဲကြီးတက်ပြီးရင်တစ်ခေါက်တစ်စစ်ချိုးပြီးရင်နောက်တစ်စစ်အစေးတက်အဲ့လိုမျိုးတက်ကြတဲ့လှေကားမျိုးပေါ့နော်အဲ့ဒီအတွက်ဘာတွေဖြစ်လဲဆိုတော့အရင်ကတိုက်ဟောင်းလည်းဖြစ်တယ်လှေကားလည်းအဲ့လိုတက်ရတာဖြစ်တဲ့အတွက်တစ်ထက်နဲ့တစ်ထက်လို့တောက်လျှောက်ကြီးအဟိုးအမြင့်ကြီးတက်ကြမယ်ပြီးရင်လှေကားတွေကတိုက်ဟောင်းဖြစ်တဲ့အတွက်ဟောင်းပြီးတော့ကျင်းတယ်ပေါ့နော်ခုနောက်ပိုင်းဆောက်တဲ့တိုက်တွေလောက်မကျယ်ပဲနဲ့နည်းနည်းလေးဟောင်းပြီးတော့ကျင်းတဲ့လှေကားတွေပေါ့အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုလှေကားတွေကတက်ပြီးတော့ဟိုး6လကြီးတက်မယ်ဆိုရင်3လ4လလောက်ဆိုရင်တိုက်ဒီလှေကားတဲ့ area ထဲမှာတော်တော်ကိုမှောင်နေပြီပေါ့နော်ပြီးတော့တိုက်ခန်းမှာခုနောက်ပိုင်းတိုက်ဒီလိုမျိုးဒီမီးလုံးတွေပါတွေရတယ်တက်တဲ့အိမ်ကတက်ထားတယ်မတက်တဲ့အိမ်ကမတက်ထားဘူးဆိုတော့တာမန်အားဖြင့်ဆိုရင်ကအလင်းရောက်ဝင်တာကလည်းတိုက်ဟောင်းတွေဖြစ်တဲ့အလင်းရောက်ဝင်တဲ့အားလည်းရန်နေတယ်လှေကားတွေမှာဆိုရင်မောင်မဲနေရမယ်မီးသာမထွန်းနိုင်မဲသင်းတယ်ဘာမှမမြင်အဲ့လောက်ထိအမှောင်လို့များတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအမြဲတမ်းအဲ့လိုမျိုးကျူရှင်ကနေပြန်လာပြီးကျောင်းတက်ကျူရှင်တက်ပြန်လာပြီးဆိုရင်ဟိုး6လိုက်တက်ခလေးဆိုတော့ကြောက်တာအဲ့ဒီလေကားကြီးတက်အမြဲတမ်းတချင်းတွေအော်ဆိုပြီးတော့ပြေးတက်တယ်အဲ့လိုနဲ့6လတိရောက်ဖို့ဆိုရင်အဲ့3လွှာ4လွှာ5လွှာပတ်ချာလဲလောက်မှာတော်တော်အားယူပြီးတော့ရဲစေးတင်ပြီးတော့တက်ကြတယ်ပေါ့နော်ကလေးဆိုတော့ကြောက်တယ်ဗျာလို့မောင်မဲလှေကားကြီးလည်းရှေးမျက်စိတစုံမောကြည့်ပြီးတက်ကြတာဆိုအဲ့လိုနဲ့ဘာထူးဆန်းတာတွေစဖြစ်လာလဲဆိုတော့အဲ့ဒီမှာဒီတရက်မှာကျွန်တော်ကျူရှင်ကနေပြန်လာတော့လူတွေကတိုက်အောင်မှာရုပ်စုဖြစ်နေတာရုပ်စုတွေဖြစ်တာဘာဖြစ်တာလဲပေါ့နော်ကိုကလည်းဘာဖြစ်တာလဲသိကြတယ်ကလေးဆက်စုတော့လူကြီးတွေကြားတယ်အတင်းတိုးပြီးကြည့်တော့အဲ့မှာလူကြီးတွေကဟဲ့ကလေးဘာလာလို့တာလဲတော်နင်းလုံးမရှိအပေါ်တက်တော့အဲ့လိုမျိုးဝိုင်းပြီးမောင်းထုတ်ကြကွဘာလို့ဒီလူကြီးကငါမောင်းထုတ်တာလဲပေါ့သူတို့ကဘာမရအောင်ကွာလည်းအတင်းဝင်ကြည့်တော့အဲ့ဒီမှာ4လွှာမှာဖြစ်နေကြတာအဲ့လိုမျိုးလူတွေအများကြီးအုပ်စုလိုက်ကျွန်တော်6လတက်ဖို့တော့မှအဲ့4လွှာလူအုပ်ကြီးကိုတိုးရောမနေတက်သွားဘာဖြစ်တာလဲဆိုတော့နောက်မှသိရတယ်အဲ့ဒီ4လွှာမှာနေတဲ့အခန်းကသူတို့ရဲ့အမေအဖွားကြီးကဖုတ်ဝင်လို့ဆိုတော့ကျွန်တော်နောက်မှပြန်သိရပါတော့အခုအဇလန်လေးကိုပြောပြပါတရက်မှာအဲ့ဒီ4လွှာမှာနေတဲ့အဖွားကြီးကသူကကျမ်းမာရေးမကောင်းအရင်ဘယ်လိုပြောမလဲအသက်ကြီးနေပြီဆိုတော့လူကြီးယောဂပေါ့နော်ကျမ်းမာရေးမကောင်းမယ်အဲ့ဒီတိုက်ခန်းမှာနေတဲ့သူ့ရဲ့သားနဲ့ချွေးမနဲ့ရှိတယ်အဲ့ဒီသားနဲ့ချွေးမနဲ့သားဖြစ်သူကတော့အလုပ်လုပ်တာပေါ့နော်ချွေးမကတော့အိမ်မှာပဲနေပြီးတော့ဟင်းချက်အိမ်မှုကိစ္စတွေပါလုပ်တဲ့ခါကျတော့ဒီအမေအိုကြီးကိုချွေးမဖြစ်တဲ့သူကပြုစုရတာများတယ်တရက်မှာရုတ်တရက်ဖွားကြီးကနေမကောင်းအရန်ဖြစ်ပြီးတော့အဲ့ရပေါ့လဲတော့လူကြီးယောဂလူကြီးလည်းဖြစ်တယ်လူကြီးယောဂအရာလဲတယ်ဆိုပြီးတော့ပဲအိမ်ရမိသားစုတွေကလည်းဆေးလေးဝါးလေးကုဆေးကန်းလေးပါလေးပြပြီးတော့အိမ်မှာပဲထားတာပေါ့
ကျွန်တော်တခုပြောပြချင်တာကျွန်တော်တို့ရဲ့အဲ့ဒီတိုက်ဟောင်းကြီးရဲ့ဘေးနောက်ဖွေးလန်းကြပေါ့နော်ဟိုဘက်တိုက်ကဆိုရင်နောက်ဖွေးလန်းကြကျွန်တော်တို့တိုက်ကဆိုရင်ဘေးလန်းကြပေါ့အဲ့လိုကြားတာအဲ့ဒီမှာမှုပင်အကြီးတပင်ရှိတယ်မှုပင်ကြီးကဘယ်လောက်တောင်ကြီးလဲဆိုရင်အဲ့ဒီတိုက်ရဲ့3လွှာလောက်ထိကိုရောက်တယ်ပေါ့နော်အမြင့်အဲ့လောက်ထိမြင့်တယ်မှုပင်ကြီးတပင်ရှိအဲ့ဒီမှုပင်ကြီးကလည်းတာမန်မှုပင်တွေထားကိုတုတ်ထွားပြီးတော့ကြီးပြီးတော့ထူးဆန်းတာအဲ့ဒီမှုပင်ကြီးရဲ့ပင်စီနေရာတွေမှာပင်စီကနေပြီးတော့တော်တော်မြင့်တဲ့နေရာအထိကိုအဲ့လိုအိမ်တွင်ဟိုအဲ့လိုပြောအိမ်တွင်စင်တွေမှာတွေ့ရတဲ့ပဝါအနီတွေတို့အမဲတွေတို့သင်္ကန်းတွေတို့အဲ့လိုတွေနဲ့ပတ်ထားတာကျိုးဝါတွေအများကြီးပဲပတ်တာဒါပေမဲ့ကျွန်တော်တို့ကကလေးဆိုတော့မသိဘူးကျွန်တော်ဆိုအဲ့မှုပင်အောက်မှာမှုတွေပါသွားကောက်ဘူးလေမှုသီးတွေပါတွေကောက်အထက်ကမှုတွေကိုခွဲအတော်တွေပါတွေကိုပေးတာပေါ့အဲ့လိုမျိုးဒါပေမဲ့လူကြီးတွေကမှားတယ်အဲ့ဒီမှုပင်ကြောင့်မသွားနဲ့အဲ့ဒီတိုင်းဒါပေမဲ့ကျွန်တော်တစ်ခါမေးဘူးလေဒီမှုပင်ကိုဘာလို့မခုတ်တာလဲတိုက်တွေကြားထဲမှာဒီလောက်ကြီးလူကြီးတွေကတော့အဲ့တော့အရေးရလို့ထားတာသူကဆိုဘာမှမဖြစ်ပါညာဆိုရင်ကျွန်တော်ပြောပြင်မဲ့ဒီဖြစ်ရက်ကြီးဖြစ်ပြီးတော့မှသိရတာပေါ့နော်အဲ့တော့ခုနကဖြစ်ရက်ကိုပြန်ဆက်ရရင်အဲ့ဒီမှာအဲ့ဒီလေးလွာဘွားကြီးကသူကအမှတရက်လဲကြားလဲကြားအဲ့ရရောလဲတော့ဒီချွေးမဖြစ်တဲ့သူကလည်းပြုစုတယ်လှုပ်ပေးတယ်အဲ့ဒီအန်ဒီကလည်းလှုပ်ပေးရှာဒါပေမဲ့ तू လှုပ်ပေးနေတဲ့ဂျားတွေကနေပြီးတော့ပဲဘလို့ဖြစ်လာလဲဆိုတော့အဲ့ဒီအန်ဒီက तू ကပါတဖြည်းဖြည်းချူကြလာ तू ကပါတဖြည်းဖြည်းနဲ့အဲ့လိုရှူနာရှိုက်ကုန်းပုံစံမျိုးပေါက်လာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ဖြူဖက်ဖြူရဖြစ်လာတယ် तू ကအမြဲတမ်းလို့အားနေနေတယ်လို့မျိုးခံစားနေရတယ်အဲ့လိုနဲ့ तू သူ့ယောက်ျားဖြစ်တယ်သူပြောတာပေါ့နော်ဟာအကိုအမေကလည်းဒီလိုဖြစ်တယ်အကိုရဲ့ဒီရက်ပိုင်းနေမှာဖြစ်နိုင်လုံနာပါလားကျမကလည်းတယောက်တည်းလုံနေတယ်အခုကျမကိုယ်တိုင်နေမကောင်းနေသလိုဖြစ်နေတယ်အားရနေနေတယ်အမေကိုတညာလုံးဖြူစွာပြီးတော့အမေကလည်းတညာလုံးသူ့နားမှာပဲနေခိုင်းပြီးတော့နှိမ့်နေပေးရတယ်ကျမမနဲ့မိုးလင်းလေအလုပ်တွေပိုင်းလို့ကျမခေါင်းနေမူးနောက်နဲ့သူရနေသလိုခံစားရတယ်ဆိုတော့သူယောက်ျားလည်းအော်သူ့အမေကိုပြုစုရလို့ပင်ပန်းလို့အဲ့လိုဖြစ်တယ်ပေါ့အေးကောင်းပြီပေါ့ငါအဲ့ဆိုအလုပ်ခွင့်လိုက်မယ်ဆိုပြီးတော့နားတော့အဲ့ဒီမှာထူးဆန်းတာတွေဘာစားဖြစ်လဲဆိုတော့အဲ့ဒီဦးလေးတားဖြစ်တဲ့သူအဲ့ဒီဦးလေးနားပြီးတဲ့နောက်ပိုင်းမှာသူကသူ့အမေကအဲ့လိုမျိုးပေါ့နော်နေဘက်ဆိုတော့အဲ့လိုတညာ sorry နေဘက်ဆိုအဲ့လိုမျိုးသူကလုံးဝဂရင်ကောင်အဲ့လိုမှိန်းနေတဲ့သဘောမျိုးပေါ့အဲ့လိုမှိန်းနေတယ်လုံးဝမလုံးမရှိအဲ့နဲ့နေဘက်ဆိုရင်အမေတခုခုစားမလားစံပြုံလေးပါလေးတောက်မလားဆိုလဲဖွားရလက်ခါချေခါနဲ့ပဲပေါ့နော်ဟောအဲ့လိုနဲ့အော်သူတော်နေမကောင်းဖြစ်နေမစားနိုင်မတောင်းနိုင်တော့ဘူးပေါ့နော်အဲ့လိုမျိုးတွေးပြီးတော့စိတ်မကောင်းနေဖြစ်ကြအောင်ဒါပေမဲ့အဖွားကြီးကဘာဖြစ်လဲဆိုညာဘက်ဆိုရင်ညာဘက်လည်းကြားလိုက်တယ်အဲ့ဒီပေါ့ချက်ထားတယ်ဟင်းနေသမင်းနေအဲ့ဒါတွေအကုန်လုံးစလုံးကြီးတဲ့ထဲနေပြီးတော့အဲ့လိုစားတာပေါ့နောက်ဆုံးဘလောက်ထိစိုးတာလဲဆိုရင်သူကအဲ့လိုသမင်းအိုးဟင်းအိုးတွေတည်းကပါဒါရိုက်ကြီးနှိုက်စားညာဘက်ဆိုအာပါညာဘက်ထိထားစားပြီးရင်အဲ့လိုမျိုးသူကညာဘက်ဒီဆိုထားစားပြီးရင်အဲ့လိုမျိုးသူ့ချွေးမအောင်ပေါ့နော်လာအောင်ငါ့ကိုနှိပ်ပေးအောင်ငါညောင်းကိုက်နေပြီငါ့ကိုလာနှိပ်ပေးအောင်အဲ့လိုအိမ်ရှိခိုင်းပါအဲ့လိုအော်နေတရင်ကြီးပေါ့ဟာအဲ့လိုဆိုသူ့ချွေးမသွားနှိပ်ပေးနှုတ်ပေးသူအဲ့လိုနှိပ်ပေးငြိမ်သွားဘာမှမပြောဘဲနဲ့အဲ့လိုအသားနေပြီးတော့အဲ့လိုနှိပ်ပေးတဲ့ညောင်းတော့သိရမလားညောင်းတော့လို့နှိပ်ပေးနေတာခွာလိုက်ဒီခေဆိုရင်ဘာလို့ခွာတာလဲငါ့ကိုပြန်နှိပ်ပေးဦးငါ့ကိုနှိပ်ပေးအော်တာ तू အဲ့ဒီဘွားကြီးအော်တာဦးဘေးခန်းနေရတယ်ကြားတယ်အပေါ်တဲ့အောက်ထက်တွေကလည်းကြားတယ်အဲ့လိုမျိုးပေါ့နော်တိုက်ခန်းနေဆိုအဲ့လိုနဲ့တဖြည်းဖြည်းနဲ့အဲ့လိုရက်ဆက်လာတော့အဲ့ဒီအန်ဒီရတယ်ပါလုံးဝဘုံဘုံလဲရော तू ကပါအားရီရန်နေပြီ तू ရရီရန်နေပြီ तू ကပါဘုံဘုံလဲဟာအဲ့လိုနဲ့အဲ့ဒီဦးလေးကြီးကလည်းယောက်ျားဖြစ်တဲ့ तू ကလည်းမိန်းမကလည်းလဲအမေလုတ်တဲ့ तू ကလည်းဒီလိုမျိုးနေမကောင်းကြီးဖြစ်ပြီးလဲနေတော့ तू ကလည်းဘာလို့လုပ်ရမလဲချိန်မှာဘေးခန့်လူရတယ်ဟဲ့နင်းမေကြည့်ရတာပုံမှန်မဟုတ်ဘူးနော်ပုံမှန်နေမကောင်းတဲ့လူဆိုရင်လူကြီးတယောက်အနေနဲ့နေမကောင်းတာဆိုရင်ဆေးရုံပြရမယ်ဆေးရုံတင်ရမယ်ဒါမှမဟုတ်ရင်လည်းဘာမှမစားနိုင်မတောက်နိုင်ဆိုရင်နင်းပြောသလိုညဘက်တွေလည်းစားနိုင်မှာမဟုတ်ဘူးတခုခုတော့မှားနေပြီနင်းတိတက်တဲ့နယ်ပယ်ကလူတွေနဲ့တိုင်ပင်ကြည့်ပါလားဒီလိုမျိုးပြောတဲ့အခါကျတော့အဲ့ဒီဦးလေးကြီးကအဲ့ဒီမှာကြားကွက်တဲ့ရက်ကွက်ထဲကနေပြီးတော့မှရှိတဲ့ဆရာမကြီးတယောက်ကိုသွားခေါ်လာတယ်နော်အဲ့ဒီဆရာမကြီးကရောက်လာပြီးတော့ तू ကအဲ့ဒီဆရာမရောက်လာမယ်နေ့မှာအဲ့ဒီဦးလေးကြီးကအဲ့လို
ဒီအဖွားကြီးကိုပထုတ်ထားတာပေါ့နော်အဖွားကြီးကိုဘယ်လိုပထုတ်ထားရလဲဆိုတော့အမေဒီနေ့အိမ်ကိုဧည့်သည်တွေလာမှာမို့လို့အမေကိုဟိုလိုက်ပို့မယ်ဒီလိုက်ပို့တော့အဖွားကြီးငါမသွားချင်ဘူးဘယ်မှမသွားချင်ဘူးဆိုတာလဲပြောနေပေမဲ့နေခင်းဘက်လည်းဖြစ်တယ်အဖွားကြီးကိုနေခင်းဘက်ဆိုတော့အဲ့လိုအားနေတဲ့အချိန်မှာအဖွားကြီးကိုဦးလေးရလာပါမေရဲ့အားနဲ့ခဏလိုက်ခဲ့ပါဆိုပွေပြီးတော့ခေါ်ထုတ်သွားအောင်အဖွားကြီးရုံးရင်းကန်နဲ့ပါသွားတာပေါ့နော်တကယ်တော့အဝေးခေါ်သွားတာတော့မဟုတ်ဘူးအဲ့ဒီကျွန်တော်တို့တိုက်မျက်စောင်းတို့မှာမူလာတန်းကျောင်းရှိတယ်အဲ့ဒီမူလာတန်းကျောင်းတဲ့ကစားကွင်းပေါ့ကလေးတွေစော်တဲ့တဲကွင်းလေးပေါ့အဲ့ဒီတဲကွင်းထဲမှာလမ်းလျှောက်သွားအောင်ဘာညာဆိုတော့ဝီချဲပေါ့ကောက်တင်ပြီးခေါ်ထုတ်သွားအောင်ဖွာကြီးကမလိုက်ချင်ရုံးနေပြီမဲ့လည်းပါသွားတာပေါ့နေခင်းပိုင်းအားနေတယ်ဖွာကြီးအဲ့လိုနဲ့ဆရာမလုပ်တဲ့လူကအဲ့ဒီဆရာမကရောက်လာတော့သူကတိုက်လေးလွှာအဲ့ဒီလေးလွှာအခန်းရှိကိုရောက်ထဲကပြောတယ်တဲ့အဲ့လိုဒီအခန်းကမတန့်ဘူးပေါ့နော်တော်တော်ညစ်ပတ်နေပြီပေါ့အဲ့လိုမျိုးပြောလိုက်တယ်ရုတ်တရက်ဟိုဦးလေးရဲ့မိန်းမလုပ်တဲ့အန်ဒီကြီးကလည်းသူကလည်းနေကမကောင်းတကောင်းနဲ့မူးနောက်နောက်နဲ့ဆိုအော်သူတန်ရှင်းတွေများမလုံနိုင်လို့ဆရာမအဲ့လိုပြောတာလားလို့ထင်လို့ဆိုတော့ဓမျက်စည်းတွေပါတွေယူလှဲမလို့ဆရာမမဟုတ်ဘူးပေါ့နော်အဲ့လိုမတန့်တော့ပြောတာမဟုတ်ဘူးတဲ့ဒီအိမ်မှာတခုခုမူမှန်ဘူးပေါ့နော်ခြေရလက်ရရှိနေရဲ့တဲ့အနမ်းတက်တွေလည်းမကောင်းဘူးတဲ့ဆိုတော့အဲ့ဒါနဲ့ဆရာမကိုပြောပြလိုက်တာပေါ့အိမ်ကဒီရောက်ခမဖြစ်တဲ့သူအမေဖြစ်တဲ့သူကဒီလိုဖြစ်နေတယ်ညဘက်တွေဆိုရင်ထမင်းနေထားတာစားတယ်ပြီးရင်သူ့ကိုအမြဲတမ်းနှိပ်ခိုင်းတယ်နင်းခိုင်းတယ်သူ့ကိုလှုပ်ပေးနေကျမလည်းအားနဲ့နေပေါ့နော်အဲ့လိုမျိုးညဘက်ဆိုရင်လည်းအဲ့လိုမျိုးထမင်းနေခင်းနေရညဘက်ဆိုရင်အဲ့လိုမျိုးပျောက်သွားပေါ့နော်ပျောက်သွားတယ်ဖွားကြီးထစားနေမှလည်းသူတို့ကတိတယ်ဒါမဲ့လည်းသူတို့အမေညဘက်ကြမှာအစားစားခြင်းစိဖြစ်ပြီးတော့ထစားနေရထင်လို့လှုပ်ပေးထားတာပေါ့အဲ့ဒီမှာဆရာမမဟုတ်ဘူးမားနေပြီတခုခုတော့စစ်ကြည့်ရအောင်ဆိုပြီးတော့ဗရင်ပေါက်တွေပါတယ်စစ်ကြည့်တော့အဲ့ဒီမှုတ်ပင်ကြီးတွေ့ရောတိုက်ပေးခဲ့ရမှာသူတို့တိုက်ပေးခဲ့ရမှာမှုတ်ပင်ကြီးတွေ့ရောတော့သူအဲ့ဒီမှုတ်ပင်ကြီးကြည့်ပြီးဆရာမအဲ့လိုမျက်စိမှိတ်ပြီးတော့အဲ့ဒီမှုတ်ပင်ကြီးကြည့်ပြီးအဲ့လိုအာယုံခံပြီးတော့ခေါင်းတစ်ဆက်ညှိပြီးတော့အဖွားကြီးအိတ်တဲ့အိတ်ရစီကိုလာပြီးတော့သူ့အိတ်ထဲမှာပါလာတဲ့စာရွက်တွေလေအဲ့ဒီအင်းစာရွက်တွေအဲ့ဒီကတင်အောက်အိတ်ရအောက်ကိုထည့်အဲ့ရအောက်ကိုထည့်ပြီးတော့အမှတစ်ရွက်တွေဘာရွက်ဈေးရွက်တို့ဘာလို့ပါတယ်တဲ့အဲ့လိုခိုင်းခတ်တွေကိုလည်းအဲ့လိုကျွန်တော်တို့သိချာမသိဘူးနော်အဲ့လိုဈေးရွက်တို့အဲ့လိုရွက်တွေကိုလည်းအဲ့ရအောက်တွေကိုထည့်ပြီးတော့ကတင်ရဲ့ဒီချင်းရေးခေါင်းရင်းမှာသူ့မှာပါလာတဲ့စုပ်တန်နဲ့အဲ့ဒီတစ်သားမှာထွင်းပြီးတော့စာတွေရေးတာပေါ့နော်အင်းစာတွေရေးအဲ့လိုတွေရေးပြီးတော့ဒီညဆောင်ကြည့်ပေါ့နော်မနှက်ဖြန်ချရင်ကျွန်မထပ်လာခဲ့မယ်ဆိုပြီးမှားသွားတယ်တဲ့အဲ့ဒီမှာအဖွားကြီးကိုဆရာမလည်းပြန်သွားအဖွားကြီးသူ့သားဖြစ်တဲ့တော့ပြန်ခေါ်လာပြီးတော့ပြန်ခေါ်လာတဲ့ရတယ်အဖွားကြီးကအဲ့ဒီအိမ်ပေါ်ပြန်ရောက်တယ်သူအမြဲတမ်းတော့အိမ်နေကြသူ့ရဲ့အဲ့ဒီဂဒင်ကြီးပေါ်မတက်တော့ဘူးဟာငါအဲ့ပေါ်မှာမိတ်ချင်းဦးငါအဲ့ပေါ်အတင်းညင်းလာတယ်ငါမနေချင်းဦးအဲ့ပေါ်မှာမနေချင်းငါဒီမှာပဲထိုင်မယ်ဒီမှာပဲနေမယ်ဆိုပြီးခုံကြီးပေါ်မှာနေတာတဲ့အဲ့လိုနဲ့သူတို့ကလည်းသဘောပဲမေရဲ့မေစင်ပြေတယ်ဆိုလဲပြီးတာဘာနာဆိုပြီးတော့မတိကြောင်ဆောင်လာလိုက်ကြတယ်အဲ့လိုနဲ့အဖွားကြီးကအဲ့လိုမျက်နှာကြီးကလို့စူပုတ်နေတယ်လို့မျက်ထောက်နေတယ်အဲ့လိုမျိုးကြီးအဲ့ဂရင်ကြီးအဲ့လိုကြီးဆက်ကြည့်ပြီးတော့ဘာမှလည်းမပြောအဲ့လိုကြီးနေအဲ့လိုနဲ့ညလည်းရောက်လာသူတို့ကအဲ့ဒီညမှာသူတို့ကဘာမှလည်းမချက်ထားဘူးအရင်လေးတွေလိုမျိုးအသားတွေငါးတွေဟင်းတွေထမင်းတွေဘာတစ်ခုမှမချက်ထားအိုးတွေအကုန်လုံးပြောင်းသလင်းခါတော့အဖွားကြီးကအဲ့လိုညဘက်လဲကြားတယ်သူမီးကိုကြောင်နဲ့သွားရှာတာဟောစားဖို့ရှာကလုံးကွမ်ဒိုင်ဟာဘာမှတောင်းညံ့တာပါငါဘိုက်တွေစားနေပြီပါအဲ့လိုချိန်မှာဘေးခံလူတွေလည်းရောက်လာတယ်ပြီးတော့သူ့သားဖြစ်တဲ့သူကိုယ်တိုင်ကလည်းအဲ့လိုမျိုးဖွားကြီးကိုချုပ်ပြီးတော့အဲ့ဒီဂရင်ပေါ်တင်လိုက်ကြတာပေါ့အဲ့ဒီဂရင်ပေါ်လည်းတင်လိုက်အောက်နေမှာအော်ရတဲ့ဖွားကြီးကလောอ่ะโอ้အဲ့လိုငါ့ကိုချပဲဒီကလေးပေါ်ချပဲငါမနေသေးဘူးအဲ့လိုအတန်ကြီးပါပြောင်းသွားပြီဖွားကြီးအဲ့လိုဟဲ့တောင်းချမ်းတော့တော့အဲ့ဒီမှာကိုတော့ဟာမရတော့ဆီယာမကိုသွားခေါ်လာခဲ့ညာတွင်းချင်းသွားခေါ်လာခဲ့ဆီယာမဖုန်းလေးပါဆက်ပြီးညာတွင်းချင်းသွားခေါ်လာဆီယာမကလည်းအဲ့လိုကြာကွက်တဲ့တတိပဌာန်အဲ့လိုမျိုးတိတ်မဝေးတဲ့ခါကျရောက်လာပြီးတော့ဟာကဲတဲ့အခုလည်းမြင်ပြီမလားတဲ့နင်တို့အမေမဟုတ်တော့ဘူးတဲ့အဲ့မှာဆရာမရောက်လာတယ်အဲ့လိုဒါတဲ့နင်တို့အမေမဟုတ်တော့ဘူးတဲ့အဲ့ဒီဆရာမအဲ့လိုလည်းပြောပြီးအဲ့ဆရာမလည်းရောက်လာခုနအော်ဟေ့ရုံးကန်တာဘွားကြီးဂရင်ပေါ်မှာအဲ့လိုမျိုးဝုန်းလို့ဘုတ်တုံမမတ်ကြီးလို့ယောက်ျားကြီးထိုင်တယ်လို့အဲ့လိုကာကြီးလို့ထိုင်လို့နေရတဲ့ငါ့ကိုဒုက္ခပေးဖို့လာတာတဲ့ဘွားကြီးအဲ့လိုမျိုးပြောတာအဲ့ဆရာမအဲ့မှာဆရာမနင်ကိုဒုက္ခပေးမှာမဟုတ်လေနင်ရတဲ့သူများမိသားစုဒုက္ခပေးနေတဲ့အကောင်နဲ့နင်မှန်ပြောစမ်းတယ်နင်ဘယ်အကောင်လဲငါတဲ့ဒီအမှပြောတာအဲ့ဒီဖွားရမှာ
ငါတဲ့ဒီမို့ပင်မှာနေတာအမအကုန်လုံးကကြဲကုန်တဲ့ဟောရုပ်ပြဟာဘေးတိုက်ဘေးကမို့ပင်မှာနေတယ်အကောင်ကြီးပြင်နေတာငါတဲ့ဒီမို့ပင်မှာနေတာတဲ့ဒီမိန်းမကြီးရတယ်တေသွားပြီတဲ့ငါဒုက္ခနာကိုယ်ရဲ့ဝင်ပြီးတော့ငါနေနေတာတဲ့ငါဘိုက်တွေစားလို့တဲ့ငါမစားရတာနှစ်နဲ့ချီနေပြီပေါ့နော်အဲ့လိုပြောနင်းစားခြင်းနင်းခေါ်စားလည်းဖြစ်ပေးမယ်ပေါ့နော်ဆရာမပြောတာနင်းကိုစားခြင်းနင်းကိုစားဖို့စီစဉ်ပေးမယ်နင်းနေရတဲ့နေရာလည်းရှိနေတာပဲနင်းဘာကြောင့်ဒီမိသားစုဒုက္ခပြရနင်းခုချိန်နေထွက်ပေါ်ကာယကံချင်းကိုလေအမလုံးဝနင်းမထွက်ဘူးဆိုရင်နင်းကိုငါတို့ဘယ်လိုလုပ်မယ်ပေါ့ဆရာမအဲ့လိုပြောတယ်တော့အဲ့ဒီကောင်ကြီးအေးတဲ့ငါထွက်မယ်ပေါ့နော်ဒါပေမဲ့ငါဘိုက်တွေရမ်းစားနေတော့ငါ့ကိုစားကြတယ်လုပ်ပေးပါညာပြောပြီးတော့မှဆရာမနဲ့လုံးတိုင်းကျဲပြီးနောက်ဆုံးမှာဆရာမမေးနင်းနဲ့ဒီမို့ပင်မှာနေတာဘယ်လောက်ကြာပြီလဲဆိုအဲ့ဒီမှာပြောတာအဲ့ကောင်ကြီးငါဒီမို့ပင်မှာနေခဲ့တာနှစ်ပေါင်းရာတဲ့ချီအဲ့လိုကြီးပြောဆိုလိုချင်တာကသူကဒီမို့ပင်မှာနေတာမို့ပင်ကတော့နှစ်ပေါင်းရာတဲ့ချီတက်တက်ရှိကြမှာရှိမှာပေါ့နော်ဒါပေမဲ့ तू ပြောချင်တယ်တော့ဒီမို့ပင်မှာနေတယ်ဆိုတော့ဒီနေရာဒီမြေမှာပေါ့အဲ့လိုမျိုးနေတာနှစ်ပေါင်းရာနဲ့ချီနေပြီဆိုတော့သဘောပြောတာပေါ့နောက်ဆုံးလဲကြားလိုက်ကြဟာအမငိုကြတာဗောသူ့သားတွေပါတယ်လဲဩသူ့အမေကမဟုတ်တော့ဘူးသူ့အမေတေသွားပြီဒါသူ့အမေမဟုတ်တော့ဘူးဆိုတာတိသွားချင်တယ်ငိုနောက်ဆုံးလဲကြားလိုက်ကြအမဆရာမကလည်းအဲ့ဒီအဖွားကြီးကိုထုတ်လိုက်တယ်တဲ့ထုတ်လိုက်ပြီးတော့အဲ့ဒီအဖွားကြီးခန္ဓာကိုယ်ရနေအဲ့ဒီဖုတ်ကထွက်သွားအဖွားကြီးကအဲ့ဒီကရင်ပေါ်မှာအဲ့လိုထိုင်ခုနမတ်ကြီးအော်ဟစ်နေတဲ့အဖွားကြီးကဘုံဆိုပြီးတော့အဲ့လိုမျိုးကရင်ပေါ်မှာပြစ်လဲပြီးတော့ချက်ချင်းပဲခန္ဓာကိုယ်ကအဲ့လိုပိန်ချောက်ပြီးတော့အရည်အရွယ်တွေပါကြာလာတာပေါ့နော်သိရမှာလို့အသားတွေနှာခေါင်းတွေပါးစပ်တွေနားတွေပြပါလို့အကြည့်အထွဲအရည်အရွယ်အရည်တွေပါကြာလာပြီးတော့ချက်ချင်းပုတ်စော်တွေနားအောင်ပြီးတော့ဖွားရွယ်ညာရင်းချင်းပဲအဲ့လိုရေခဲတိုက်ကိုတဲဝါပြီးတော့ချက်ချင်းထုတ်ဖို့နောက်နေ့ကျတော့ချက်ချင်းသကြိုရတာလောက်ပါကြိုက်တာပေါ့နော်အလောင်းကတကယ်တော့တေးတာကြာပြီဖွားကြီးကအဲ့ဒီတေးတာကြာချင်းဖွားကြီးတေးချင်းမှာအဲ့ဒီမို့ပင်အကောင်ကြီးကခုံကူးပြီးတော့ဖွားကြီးခန္ဓာကိုယ်တွေဝင်ပြီးတော့နေတာပေါ့နော်အဲ့ဒီဖုတ်ကဘလို့ဖုတ်မျိုးစားလဲဆိုတော့ဒီသွေးစားတဲ့ဖုတ်မျိုးစားပေါ့အဲ့လိုမျိုးပြောရမှာပေါ့နော်အဲ့လိုဖုတ်ဝင်သွားတာဖြစ်တဲ့အဲ့ဒီဖွားကြီးခန္ဓာကိုယ်အသုံးပြုပြီးသူကအဲ့ဒီမှာစားတော့ဒီစားအဲ့ဒီသူ့ရဲ့ချွေးမလောက်တဲ့လူနှိတ်ကိုင်းနင်းကိုင်းသူ့နာမှာနေခိုင်းပြီးတော့သွေးစုပ်တာပေါ့နော်အဲ့ဒီလိုဖြစ်ရကကျွန်တော်ရဲ့ငယ်ဘဝမှာအဲ့ဒီဟာကတကယ်ဖြစ်ရမှန်ပါတောင်ဝေကလေးလွှာမှာဖြစ်သွားတာပါအဲ့ဒီတော့ကတကယ်ကိုလူတွေရုံးရင်းဆန်ခတ်ဖြစ်အုပ်စုလိုက်တွေဖြစ်ပြီးတော့အဲ့ဒီခေတ်ခါတော့အဲ့ဒီအချိန်တုန်းကအဲ့ဒီရက်ကွက်အဲ့ဒီတိုင်အဲ့ဒီအဖြစ်ကတကယ်ကိုနာမည်ကြီးဟိုးလေးကြော်ဖြစ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းမျက်စိနဲ့ဓာတ်ရိုက်မြင်ခဲ့တာမျိုးမဟုတ်ပေမဲ့ကျွန်တော်က6လမှာနေတယ်အောက်က4လမှာအဲ့ဒါတွေဝုန်းတိုင်းကျဲဖြစ်နေတာတွေကိုအဲ့လိုမျိုးကြားခဲ့သိခဲ့ရတယ်ပေါ့နော်အဲ့ဒီဖြစ်ရကြီးတကယ်ဖြစ်သွားပါအဲ့ဒါကြောင့်မလို့ဒီဖုတ်ဝင်တယ်လို့ဖုတ်ဟိုဖြစ်တယ်ဘာလို့ဆိုတာကတကယ်ကိုရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့အပြေကလက်ခံတယ်အကုန်လုံးကိုလည်းဒါယုံကြည်လက်ခံစေချင်တယ်ပေါ့နော်အဲ့လိုအကောင်တွေတကယ်ရှိတယ်ဆိုတာပေါ့နော်ဆိုတော့ဒီဖြစ်ရလေးကတောင်းဝင်းမှာဖြစ်သွားခဲ့တဲ့ဖုတ်ဝင်တဲ့အဖွားကြီးတယောက်ရဲ့အကြောင်းပါတကယ်လဲအပြင်မှာပို့ပြီးတော့ကြောက်ဖို့ကောင်းတော့ပေါ့နော်ကိုယ်တိုင်ကြုံခဲ့ကြခဲ့တဲ့အချိန်မှာတော့တကယ်တရေလိုမျိုး6တာမဟုတ်ဘဲနဲ့ဖုတ်ဝင်လာပြီဆိုတော့6ချစရာအရင်ကောင်းတယ်ဆိုတော့နောက်တစ်ခုပြောပြပါမယ်နောက်တစ်ခုကကြတော့ဘယ်လိုကြောင်းရလဲဆိုတော့ဒီကျွန်တော်တော်ကြီးနေပေါ့နော်ကျွန်တော်7တန်း9တန်းရွယ်လောက်ရောက်ပြီကျွန်တော်တောင်းတကုန်းကျွန်တော်တို့မိသားစုတောင်းတကုန်းပြောင်းသွားပြီပေါ့နော်အဲ့ဒီမှာကျွန်တော်နာမည်တော့လွှဲပြီးပြောလိုက်မယ်ပေါ့နော်အဲ့ဦးလေးကြီးရဲ့နာမည်တော့လွှဲပြီးပြောလိုက်ရက်ကွက်တွေပါလေကျွန်တော်ထဲမပြောတော့ဘူးနော်မကောင်းလို့သူတို့မိသားစုတော့ဆိုအဲ့ဒီရက်ကွက်တစ်ခုမှာကျွန်တော်တို့နေတယ်အဲ့ဒီဦးလေးကြီးတွေကလည်းကျွန်တော်တို့နဲ့ဟိုးလုံးနဲ့ခင်ခဲ့တာမိသားစုသူတို့မိသားစုကိုမိသားစုဆိုအဲ့လိုမျိုးနိုင်အိမ်တိုင်လို့ပဲစားလိုက်တောက်လိုက်အရန်ခင်တဲ့ဦးလေးကြီးပေါ့နော်အဲ့ဒီဦးလေးကြီးရဲ့နာမည်ကဦးတီဟာလို့ပဲထားပါတော့ဦးတီဟာကသူကအညာသားကြီးသူကရက်ကွက်ထဲမှာဆိုရင်သူကအဲ့လိုမျိုးလူချစ်လူခင်နဲ့ပေါ်တယ်သူ့ပုံစံအညာသားဖြစ်တဲ့အတွက်လို့ဗလာကြီးကတောင်းခင်တူနဲ့အရက်ကတော့ပူတယ်ဒါပေမဲ့ဗလာကြီးကတောင်းတယ်သူကအဲ့လိုပခုံးတွေဗလာကြီးဘာကြောင့်တောင်းတာလဲဆိုတော့သူကရေရင်းတူးတဲ့အလုပ်တို့အဲ့လိုမျိုးပေါ့နော်အဲ့လိုကာယအရန်တုံးရတဲ့အလုပ်တွေကိုလုပ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့သူခန္ဓာကွာလို့မဲနဲ့တောင်းကြီးပေါ့ဒါပေမဲ့အဲ့ဦးလေးရအရန်သဘောကောင်းတယ်ကျွန်တော်ဖေနဲ့လည်းအရန်ခင်တယ်
အမြဲတမ်းအိမ်ကိုလာတယ်အိမ်ကလိုအပ်တာတွေပါဆိုလဲလှုပ်ပေးတယ်အဲ့လိုမျိုးပြီးအဖေနဲ့အဲ့လိုအမြဲတမ်းကွန်းနေစားရင်စကားပြောရင်အကြာကြီးနေပြီးမှပြန်သွားတတ်တယ်ပေါ့နော်တရက်မှာသူကအိမ်ကိုအဲ့လိုလက်ကြီးရဲ့အဲ့လိုကြောက်ပတ်တီးစီးပြီးတော့ရောက်လာတော့အဖေကမေးတာဟာကိုတီကဘလို့ဖြစ်ရတာလဲအလုပ်ထဲမှာများထိကြိုက်လာတာလားဆိုတော့အလုံးမှာထိကြိုက်တာမဟုတ်ပါဘူးကိုရဲ့တဲ့ကျွန်တော်ပြောပြမယ်တဲ့တကယ်ကိုထူးထူးဆန်းဆန်းပါဗျာဆိုပြီးအဲ့ဒီဖေကိုပြောပြအဲ့ဒါပါလဲဆိုတော့သူကအဲ့လိုမျိုးရက်ွက်ထဲမှာဆိုလဲအဲ့ဒီဦးတီဟာကသူကမိုးလင်းပြီဆိုတာနဲ့ဝေလီဝေလင်းပေါ့နော်လမ်းတွေပါထားလျှောက်ကြတဲ့အချိန်မိုးလင်းပြီဆိုတာနဲ့သူနေတဲ့လမ်းရဲ့ဟိုဘက်ထိပ်ကနေပြီးတော့ဒီဘက်ထိပ်ဒီအစကနေဆုံးထိပေါ့သူနေတဲ့လမ်းအစကနေဆုံးသူကမျက်အုံးတစ်မျက်စီတစ်ချောင်းနဲ့အမြဲတမ်းလိုက်ခဲတယ်အတီးရွက်6တွေအမိုက်တွေခဲတွေလမ်းပေါ်ကနေရှိနေတယ်အကုန်ရှင်းတယ်ပြီးရင်သူအဲ့လိုမြောင်းနေပါတယ်ဆိုလဲအဲ့လိုမျိုးဆယ်ပေးတယ်ဒိုက်ဖက်တွေကနဖော့တွေပါတယ်ဆိုလဲသူကဆယ်ထုတ်ပေးတယ်မြောင်းကြီးစီးလာကောင်းလှုပ်ပေးတယ်သူလှုပ်လည်းမဟုတ်ဘူးเนาะရက်ကွက်ကလည်းဘူးမှမကန်သူအဲ့လိုမျိုးသူကအဲ့လိုမျိုးလှုပ်ပေးတာအဲ့ဒါသူအမြဲတမ်းလှုပ်တာပြီးရင်သူအဲ့လိုကျွန်တော်တို့ရက်ကွက်ထိတ်ကတောက်ရည်အိုးစင်လေးပါလေးဆိုလဲသူရေးတွေပါသွားဖြည့်တယ်အမြဲတမ်းအဲ့လိုမျိုးပေါ့နော်အဲ့လိုလှုပ်တဲ့လူပေါ့တရက်မှာသူကအဲ့လိုမျိုးဟိုးအဲ့ဒီလွန်ခဲ့တဲ့နှစ်တွေအများကြီးတော့တောင်တကုံရဲ့အဲ့လိုကြည်စုးတုတ်တန်နာဘက်ကရက်ကွက်တွေဆိုတာအခုလိုမျိုးတော့မဟုတ်ဘူးလုံးဝဟိုးလွန်ခဲ့တဲ့နှစ်တွေအများကြီးဆိုတော့အဲ့ဒီကြည်စုးဘက်တွေပါတွေကတော့အင်ဂျီလေးတွေဆိုတာလည်းမရှိသလောက်လေးအဲ့လိုရွာလေးတွေတဲလေးတွေနဲ့လေကွင်းတွေနဲ့ပဲရှိတာပေါ့နော်အဲ့ဒီမှာသူကတရက်ကြတော့အဲ့လိုမျိုးဒီလက်ရှိနေတဲ့ရက်ကွက်မှာကြတော့ဈေးကြည့်တာပေါ့နော်အဲ့ဒီဂျီစုတုတ်တန်ဘက်ဟိုးရေဝဲအဲ့ဂျီစုတုတ်တန်ဘက်မှာမနီးမဝေးရခါအဲ့ဒီချိန်မှာအဲ့လိုမျိုးကျွန်တော်ခုနကပြောလေကွင်းတွေတဲလေးတွေဆိုအဲ့ဒီမှာအဲ့ဒီချိန်တော့မြေကွက်လေးသူခြံလေးတစ်ခြံဝဲလိုက်တယ်ဘယ်တော့မှမပေးရအောင်သူလည်းတက်နိုင်တဲ့ပမာဏပေါ့နော်သူကအဲ့ဘက်မှာသွားဝယ်လိုက်ပြီးတော့နောက်ကျရင်ပြီးသားသူလည်းအဲ့ဘက်မှာပြောင်းပြီးနေမယ်ပေါ့နော်လောလောဆယ်တော့သူခြံကိုဝယ်ပြီးတော့ခြံကလည်းလူခြံရိုင်းဆိုတော့သူရှင်းရအောင်ပါပေါ့နော်ခြံထဲမှာလိုမျိုးတဲဆုပ်လေးတစ်လုံးပါတယ်ပြီးတော့အဲ့လိုအရင်လူကအကုန်ထားခဲ့တယ်အဲ့လိုထွန်းတုံးအဟောင်းရှိတယ်ပေါ့နော်လယ်ထဲမှာထွန်းတဲ့ထွန်းတုံးဒီလိုဒလက်တွေနဲ့ထွန်းတုံးအဟောင်းတန်ကြီးတွေပါအောင်ကိုင်းနေပြီးတဲ့သူပြောအဲ့ဒီထွန်းတုံးအဟောင်းရဘယ်နားမှာရှိတာလဲဆိုတော့အဲ့ဒီခြံနဲ့သူဝယ်လိုက်တဲ့ခြံထဲမှာလို့ကိုပင်အကြီးတပင်ပါတယ်ပေါ့နော်အဲ့ခြံထဲမှာပေါက်နေရပေါ့အပင်ကြီးလည်းကြီးပဲအဲ့ဒီအပင်ကြီးအောက်မှာထားတာပေါ့အဲ့ထွန်းတုံးအဟောင်းရောအဲ့ဒါတွေပါထားခဲ့တာသူကသူ့မိသားစုနဲ့နောင်ကြရင်ပြောင်းလာမှာဖြစ်တဲ့သူကလက်ရှိမှာတော့သူကအဲ့လိုမျိုးသွားပြင်လာပေါ့နော်အိမ်လေးကိုနည်းနည်းပါးသူကိုယ်တိုင်လည်းလက်သမားပညာလည်းတတ်တဲ့ခါကျတော့လိုအပ်တဲ့ဟာလေးပါလေးဖာထေးမယ်ဖြတ်ဆက်မယ်ပေါ့အဲ့လိုပြင်ဖို့သွားရင်းနဲ့တဲ့သူအဲ့လိုမျိုးဒီအဲ့ဒီ channel ကိုရောက်တဲ့အချိန်မှာသူအဲ့ဒီသူ့အိမ်ရဲ့ဒီခေါင်းမိုးပေါ့ခုန channel မှာရှိရတဲ့ကိုပင်ကြီးအကိုင်းတကိုင်းအဲ့လိုခေါင်းမိုးကိုလာပိနေရအောင်ဒဏီကိုပေါ့နော်ဒဏီမိုးထားပါအဲ့ဒဏီမိုးထားတဲ့ဟာကိုလာပြီးတော့သူကအော်ဒီကိုင်းကိုတော့တက်ခုံပါပဲပေါ့နော်အပင်ကြီးကိုတော့ထားလိုက်ပါခြံထဲမှာအရိပ်လဲရမယ်နောက်ကျရင်ထိုင်ကုန်လေးပါအောက်မှာကျရင်သူတွေးနေသူကဒါပေမဲ့ဒီကိုင်းကတော့ခုံမှရမယ်ပေါ့နော်ဒီကိုင်းကြီးလာရင်ထွားလာရင်နောက်ပိုင်းလေးတိုက်မိုးတွေကျရင်ဒီအိမ်ကိုဒုက္ခပေးမယ်ဆိုပြီးတော့သူတွေးနေသူအဲ့လိုမျိုးသူတကောက်ကြီးကိုသူကခါမှချိတ်ပြီးတော့အဲ့ဒီအပင်ကြီးပေါ့ကုတ်ဖက်တက်သွားသူကုတ်ဖက်တက်ပြီးတော့အဲ့ဒီအပင်ကြီးပေါ့သူလျှောက်သွားတယ်သူအဲ့ဒီကိုင်းကိုခွာထိုင်ပြီးတော့သွားရတာပေါ့နော်ကိုင်းကတိတ်မကြီးမသေးဆိုတော့လမ်းလျှောက်လို့လည်းမရဒီလိုမျိုးကြီးသွားဖို့ကြာတော့လည်းမကြီးနေပြန်တော့အဲ့လိုခွာပြီးတော့ဖင်လေးတူးတိုက်ပြီးတော့သူခုတ်ချင်တဲ့နေရာလောက်ထိသွားရတာအဲ့ဒီမှာသူသွားနေတယ်သူအဲ့ဒီချက်စခုတ်လိုက်တာပေါ့ဒုတ်သူလိုစီးချက်မှန်နဲ့ခုတ်နေတယ်သူ့နားထဲမှာတဲ့သူပြန်ပြောပြသူ့နားထဲမှာအတန်ကြားလိုက်မလုံးနဲ့အဲ့တန်လို့အကျယ်ကြီးလည်းမဟုတ်တိုးလေးလည်းမဟုတ်အဲ့လိုအဝေးကနေလာတဲ့အတန်မျိုးပါဖြည်းဖြည်းချင်းသူ့နားဘေးကနေဖြတ်သွားတယ်မျိုးမလုံးနဲ့အဲ့လိုပုံစံမျိုးမလုံးနဲ့အဲ့လိုတန်တော့ကြားလိုက်အဲ့ဒါသူဘသူပြောရလဲပေါ့သူအောက်တစ်ပင်အောက်တွေပါငုံကြည့်ခြံဝါတွေပါကြည့်ဩရက်ကွက်ကလူတွေများလာပြောတာလားဒီရက်ကွက်ရဲ့လူကြီးတွေပါပဲလာပြောတယောက်မှလည်းမရှိခြံထဲမှာသူတယောက်နဲ့စပိန်နဲ့သူနဲ့ပဲရှိဟုတ်အဲ့ဒါသူထားလိုက်ပါနားကြမလားပါလားအဲ့
ဆက်ခုတ်ဒုတ်အဲ့မှာခုနတူတိုးလေးမဟုတ်ပဲနဲ့သူ့နားနာကိုဒီလိုမျိုးနရွက်နာယူကပ်ပြီးတော့မလုံးနဲ့အဲ့လိုပြောလိုက်တယ်သူလန့်ဖြန့်သွားတော့ဒါတော့မလွတ်ကြဘူးအဲ့ဒါသူဘေးဘက်လည်းကြည့်လိုက်တော့တဲ့သူကတောင်းတန်းတော့အဲ့လိုမျိုးဒီဒါနာဘာဝကတော့တရေကြောက်တတ်တဲ့လူမျိုးမဟုတ်ကြည့်ရတာညာလားခင်တိုတိုနဲ့လို့ဘူးဆက်ဆက်နဲ့သူအဲ့ဒါလည်းသူကြောက်တယ်ဘာလဲဟောသူရုပ်ပြက်ဆိုလန့်သွားဒါကလွတ်ကြသွားခြင်းသူအဲ့လိုလှည့်ပြီးရှာနေအောင်ဘယ်ကလာတဲ့အတန်းလဲဆိုရှာနေချိန်ပါတဲ့ခုနသူတက်လာတဲ့အပင်သူခွာထိုင်ထားတဲ့ဂိုင်းရဲ့ပင်စီဘက်ပေါ့အဲ့ဒီဘက်နောက်တက်သူ့ထက်မြင့်တဲ့နောက်တစ်ဂိုင်းမှာသူကအဲ့လိုမျိုးလူရောမဲမြင်လိုက်တာအပင်ပေါ့အဲ့ဒါညဘက်လည်းမဟုတ်ဘူးเนาะနေကင်းကြောင်တောင်ကြီးုံပါတဲ့ကိုပင်ကြီးထဲမှာဘာကောင်ရယ်လို့ခွဲကြလို့မရအောင်မဲနဲ့နေရတယ်အဲ့လိုမဲအဲ့ဒီကောင်ကြီးအဲ့လိုမျိုးရက်ပြီးတော့သူ့အလိုကြည့်နေတယ်လို့ခံစားသူကလည်းကြောက်ပြီးတော့အဲ့ဒါယူပြန်ကြည့်နေတာပေါ့နော်ကိုပင်ပဲအဲ့နားမှာလိုမျိုးလုံးအရွက်တွေပါလေစုပြုံထွေးနေလို့လာတော့ဘာကောင်လဲပေါ့သူအဲ့လိုမျိုးကြည့်နေချိန်မှာအဲ့ဒီမဲကြီးအဲ့လိုသူ့ကြောကုန်းဘက်ကိုရောက်လာတာချက်ချင်းမျက်စိရှိမှပဲပေါ့နော်အဲ့ဒီနေရာမှာပျောက်ပြီးတော့သူ့အနောက်မှာအဲ့လိုမတ်တက်ရမိုးလိုက်တယ်လို့ခံစားလိုက်ရတာပေါ့နော်သူကဒီလိုမျိုးကိုဘက်ကိုကြည့်နေချိန်မှာရုပ်တယ်လို့အဲ့လိုမိုးလို့ခံစားလိုက်အဲ့လိုအချိန်မှာသူ့ကိုအဲ့လိုစောင့်တွန်းလိုက်တာလေကြောကုန်းကနေပြီးအဲ့လိုသူအဲ့ဒီကောင်းခံစားလိုက်အဲ့လိုလူတယောက်စောင့်တွန်းလိုက်လို့ဖုံးဆိုအဲ့လိုအပင်ပေါ်ကနေစောင့်တွန်းချလိုက်တာလေအဲ့ဒီတော့ပင်ပေါ်ကနေလို့သူစောင့်နေတွန်းချခံလိုက်ရသူအဲ့ဒီမှာလေအဲ့လိုအပင်ပေါ်ကနေလို့ကိုယ့်ကာယကြီးကိုဝင်ပေါ်နေပြုတ်ကြတဲ့အချိန်မှာအဲ့ဒီကိုသူပြုတ်ကြတဲ့အောက်တက်မှာခုနကပြောတယ်ထွန်းတုံးအဟောင်းတန်ကြီးတွေကင်နေဓာတ်တွေဒလက်တွေပါတယ်ဒီထွန်းတုံးအဟောင်းကြီးသူပြုတ်ကြမယ်တက်မှာအဲ့လိုရှိနေသူအဲ့ဒါယူမြင်လိုက်တယ်တဲ့အဲ့ဒီချိန်မှာသူအဲ့ဒီအပင်ရဲ့တဝက်လောက်ရောက်တဲ့အချိန်မှာပဲသူ့ဘေးနားမှာအဲ့လိုမျိုးဒီမီးကိုဝှွေလို့ဒီပိတ်ဆလို့အဲ့လိုအဖြူရောင်ပေါ့နော်ဝိညာဉ်တတန်ပေါ့အဲ့လိုအငွေ့တတန်အဲ့လိုမျိုးအကောင်ထဲလည်းမပေါ်ဘူးပေါ့အဲ့လိုအရာတခုကသူထွန်းတုံးဒီလိုထွန်းတုံးကဒီလိုရှိနေတာဆိုတော့အဲ့လိုထွန်းတုံးပေါ့ပြုတ်ကြကန်နေလေနားလိုက်တော့ပေါ့အဲ့ဒါဟာသူ့ဘေးနားမှာအဲ့လိုပေါ်လာတယ်သူ့အဲ့လိုဘေးကိုလို့နောက်တစ်ခေါက်စောင့်တော့လိုက်တာပေါ့သူကအဲ့တော့ဘယ်လိုလဲဆိုတာမန်အားဖြင့်ဒီလိုပြုတ်ကြရင်ဒီလိုထဲပဲပြုတ်ကြမှာပေါ့နော်ဘယ်အရာမဆိုအဲ့လိုပြုတ်ကြတဲ့တန်းဒီလိုအောက်တက်ကြီးပြုတ်ကြမှာဘယ်အရာမှဒီလေထဲကြီးမလို့ဘာလို့လမ်းကြောင်းမပြောင်းအောင်ဒါပေမဲ့ तू ကကြတော့အဲ့လိုမဟုတ်အဲ့တော့ तू ပင်သွားတယ်ဆို तू ပြုတ်ကြလာတယ်တဲ့ပြုတ်ကြလာပြီးတော့အဲ့ဒီထုံလုံးကြီးပေါ့ပြုတ်ကြကန်ကြီးလာရောက်တော့မှအဲ့လိုအပင်ရဲ့တစ်ခွက်ကျော်လောက်ရောက်တော့မှအဲ့ဒီအဖြူကခုနပြောတဲ့ဟာမျိုးပေါ်လာပြီး तू နောက်တစ်ခေါက်ဘုံလို့စောင့်တော့လိုက်လို့ तू ကအဲ့လိုဒီလိုဘေးလိုက်ကြီးလေးပေါ်မှာပဲလို့ဘေးလိုက်ကြီးနောက်တစ်ခေါက်လွင့်ပြီးတော့ဘုံဆိုမြေကြီးပေါ်ပြုတ်ကြတဲ့အချိန်မှာအဲ့ဒီထုံတုံးကြီးနဲ့ तू နဲ့ကဒီတတောင်လောက်ပဲကွာတာတတောင်လောက်ပဲကွာတယ်အဝေးကိုမြေကြီးပေါ်လို့ပြုတ်ကြပဲသူ့ရဲ့ဒီဘယ်ဘက်လက်ကခုနကြောက်ပက်တီစီလာဆိုလက်ကကျိုးထွားပါအကယ်လို့အဲ့ဒီအဖြူရောင်ဝိညာဉ်တဲ့အဲ့ဒီအရာသာသူ့ကိုပေါ်လာပြီးသူ့ကိုဘေးကိုစောင့်မတုံးဆိုရင်ခုနအမဲရောင်တွန်းချတဲ့အတိုင်းပဲသူကအဲ့ဒီထွန်းလုံးပေါ်တက်ပြုတ်ကြပြီးတော့သေမှာတခါတည်းသေမှာအဲ့နေရာမှာအဲ့ဒီမှာသူကသူ့ကိုကယ်လိုက်တာကသူ့ရဲ့ကိုယ်ဆောင်နတ်ပဲလားဒါမှမဟုတ်ကောင်းတဲ့ဝိညာဉ်တွေပဲလားဒါမှမဟုတ်သူပဲကောင်းမှုကုသိုလ်တွေလုပ်ထားတာမို့လို့ပဲဒီနတ်ကောင်းတဲ့မြတ်တွေအပင်ဆောင်တဲ့တို့အိမ်ဆောင်တဲ့ချမ်းဆောင်တဲ့စသည်ပြောเนาะအဲ့လိုဟာတွေကပဲကဲတင်လိုက်တာလားဆိုတော့မသေးခွင့်ပေးမယ်တေးကြတာကတော့သူ့အပင်ပေါ်တွန်းချလိုက်တယ်မဲမဲကြီးကတော့သူ့ကိုတေးအောင်တတ်တာပေါ့เนาะသူ့အပင်ကိုလာခုတ်လို့ဆိုပြီးတော့တေးအောင်တတ်တာမျိုးပေါ့သူကလည်းအဲ့လိုဖြစ်ချင်တော့အဲ့လိုခွင့်တောင်းတာတို့အပင်ခုတ်ခွင့်ပြုပါတို့နေရာလောက်ခွင့်ပြုပါစသည်မျိုးအဲ့လိုဘာတခုမှမပေါအောင်သူကလည်းသူ့ချန်သူဝယ်ပြီးတော့သူ့ချန်တဲ့အပင်ငါကတက်ခုတ်မယ်ကွာဆိုအဲ့လိုလူမျိုးပေါ့နော်ဘာမှယူမဆိုင်တဲ့လူမျိုးဆိုတော့အဲ့လိုဖြစ်ခဲ့တာတဲ့အဲ့လိုနဲ့သူကသူ့ကြောင်ပြတော့ပြပြီးတော့သူလက်ကလည်းကြောက်ပတ်တီကိုပြပြီးတော့ပေါ့နော်ဒါကတော့ဘဝမှာအမှတ်တရပဲတဲ့ကျွန်တော်ဘဝမှာတစ်ခါမှလို့မကြုံဘူးပေါ့နော်အဲ့တော့ပြောချင်တာအပင်ဘဝတွန်းချလိုက်တဲ့မဲမဲကြီးကတော့တေးကြတယ်အဲ့ဒီအပင်မှာနေတဲ့နာနာဘာဝပဲဖြစ်မယ်ပေါ့နော်တရေပဲဖြစ်လိုက်မယ်သူ့ကိုကဲတဲ့သူ့ကိုလေးပေါ်မှာအဲ့လိုစောက်တုံးပြီးလမ်းကြောင်းပြောင်းတွန်းမိလိုက်တဲ့အရာကတော့ဒါသူ့ရဲ့ကိုယ်ဆောင်နှက်ပဲလားဒါမှမဟုတ်အဲ့ဒီခြံဆောင်နှက်မြေဆောင်နှက်သူကကောင်းမှုကုသိုလ်တွေအဲ့လိုတမျက်စီလဲတာတို့ရေဖြည့်တာတို့မြောင်းရှင်းတာအဲ့လိုအရာတွေလှုပ်ပေးနေလို့ပဲကောင်းတဲ့အရာတစ်ခုကပဲကဲတင်သွားလာတော့မသိဘူးပေါ့နော်
ဆိုတော့အကောင်လုံးကဘယ်လိုပြင်လဲမသိဘူးဒီဖြစ်ရလေးနားထောင်ပြတဲ့အချိန်မှာဒီဖြစ်ရတည်လေတကယ်ကိုကျွန်တော်ရဲ့ဖြစ်ရမှန်ဖြစ်ပါတယ်ရက်ကွက်ထဲကကျွန်တော်နာမည်လွှဲထားတဲ့ဦးတီဟာဆိုတဲ့ဦးလေးကိုယ်တိုင်ဖြစ်ရဖြစ်ပြီးတော့အိမ်ကိုရောက်တဲ့အချိန်မှာအဖေကိုသူ့ရဲ့ကိုယ်တွေကိုပြောပြသွားခဲ့တဲ့အကြောင်းအရာလေးလည်းဖြစ်ပါတယ်အခုတော့အဲ့ဒီဦးလေးလည်းကွယ်လွန်သွားတာလည်းနှစ်နဲ့ချီနေပါပြီမရှိတော့ပါဘူးဆိုတော့အားလုံးပဲဒီနေ့ပြောပြခဲ့တဲ့အကြောင်းအရာလေးနှစ်ခုကိုနားထောင်ပြီးတော့ကျင်းနဲ့ကြမယ်လို့ထင်ပါတယ်ရှေ့တောင်းလဲရှေ့လျှောက်လဲကျွန်တော်ရဲ့ကိုယ်တွေအများကြီးထပ်ပြီးပြောပြပါဦးမယ်ကျွန်တော်ကြားခဲ့ပြီးတဲ့အကြောင်းအရာလည်းထပ်ပြီးပြောပြပါဦးမယ်ဆိုတော့ The Night Shift Channel ပါအားလုံးပဲနေကောင်းကြမှာကြပါစေ Good night